အခုတလောမြန်မာနိုင်ငံမှာရောထိုင်းနိုင်ငံဘက်မှာမိုးတွေတအားရွာပြီးရေတွေကြီးတဲ့သတင်းတွေတအားတက်နေပါတယ်ပြည်သူလူထုတွေတအားဒုက္ခရောက်ကြတာအခက်ခဲကြပါတယ်အထူးသဖြင့်မြန်မာနိုင်ငံမှာပို့ပြီးတော့အခက်ခဲပါတယ်စသအရာရာနောက်ကျခဲ့တဲ့နိုင်ငံဖြစ်တဲ့အတွက်ဘာမှကယ်ဆယ်ရေးကောင်းကောင်းမွန်လည်းမလုပ်နိုင်ပါဘူးပစ္စည်းအခြေအနေတွေလည်းတည်တဲ့အတိုင်းပါပဲကောင်းကောင်းမသုံးနိုင်ကြပါဘူးတဘာဝအတိုင်းဖျားတာပြီးနေကြရတာဟုတ်ပြီခုကျွန်တော်ပြပြမှာကတော့ထိုင်းနိုင်ငံမှာလည်းတမိုင်းဝင်ရေရှာမှုကြီးတစ်ခုရေကြီးမှုကြီးတစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့2011ခုနှစ်ထိုင်းနိုင်ငံတမိုင်းဝင်ရေကြီးမှုအကြောင်းဖြစ်ပါတယ်2011ခုနှစ်တုန်းကထိုင်းနိုင်ငံမှာရေကြီးမှုဟာတမိုင်းမှာရေဘေးဒုက္ခကြီးတစ်ခုပါပဲအဲ့ဒါဟာလာနီယာလို့ခေါ်တဲ့ရာသီဥတုဖြစ်စဉ်ကြောင့်ဖြစ်ပြီးတော့မတ်လတဲကနေမိုးတွေစက်တက်ရွာသွန်းခဲ့လို့ဖြစ်ပါတယ်အဲ့ဒါအပြင်ထိုင်းနိုင်ငံမှာမိုးရွာနေတဲ့ဂျားတွေကနေမှမုန်တိုင်း၅လုံးဟာတစ်ခုပြီးတစ်ခုစက်တက်ဝင်ရောက်လာပါတယ်မုန်တိုင်းတစ်ခုပြီးလို့ရက်မဲ့မကြသေးဘူးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတဲ့ကာလမှာပဲနောက်ထပ်မုန်တိုင်းတစ်ခုကဆက်ပြီးဝင်လာပါတယ်အဲ့ဒီမုန်တိုင်းတွေထဲမှာတော့မာဟိုင်မုန်တိုင်းဆိုရင်ဇွန်လကုန်မှာမြောက်ပိုင်းနဲ့အရှေ့မြောက်ပိုင်းကိုစတင်ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်အဲ့ဒီမုန်တိုင်းပြီးသွားတာနဲ့ပဲနောက်ထပ်တစ်လုံးကတော့ Nocturne ဆိုတဲ့မုန်တိုင်းကတော့ဇူလိုင်လအကုန်မှာပထမရေတွေမချောက်ခင်မှာတွင်ဒုတိယမုန်တိုင်းကထပ်မံဝင်ရောက်ပြီးမိုးတွေတဲရေတွေကြီးခဲ့ပြန်ပါတယ်ဒုတိယမုန်တိုင်းပြီးလို့ဘာမှမကြခင်မှာပဲအဲ့ထမုန်တိုင်းဟာဆိုရင်မဲခေါမြေဝမ်းဒေသတွေကိုထပ်မံရိုက်ခတ်တိုက်ခိုက်ခဲ့ပြန်ပါတယ်ဒီမုန်တိုင်းကြောင့်မို့လဲတိုက်ပြိုးရေးသီးနှံတွေပျက်စီးတာတွေနဲ့စီဆုံးရှုံးမှုအများပြားဖြစ်ခဲ့ပါတယ်ဒီမုန်တိုင်း၃လုံးတွေမပြီးသေးပါဘူးနံပါတ်၄စတုထမြောက်မုန်တိုင်းဟာဆိုရင်နယ်ဆက်မုန်တိုင်းဆိုတာကတော့စက်တင်ဘာလအကုန်မှာထိုင်းနိုင်ငံရဲ့အရှေ့မြောက်ပိုင်းနဲ့မြောက်ပိုင်းကို၄ချိန်မြောက်တက်တိုက်တိုက်ခဲ့ပြန်ပါတယ်ပြောရင်တော့ထိုင်းနိုင်ငံအစိုးရရောပြည်သူတွေဟာကယ်ဆယ်ရေးကိုထိထိရောက်မလုပ်နိုင်ဘူးလမထူနိုင်ခဲ့ကြပါဘူးအဲ့ဒီမုန်တိုင်း၄ခုပြီးသွားတာနဲ့နောက်ထပ်မုန်တိုင်းကြီးတစ်ခုကတော့ထပ်ပြန်ဝင်လာကတော့နာကယ်မုန်တိုင်းဖြစ်ပါတယ်အဲ့ဒါကတော့နောက်ဆုံးဝင်လာတဲ့မုန်တိုင်းဖြစ်ပြီးတော့ထိုင်းနိုင်ငံရဲ့အလယ်ပိုင်းနဲ့အရှေ့ပိုင်းဒေသတွေမှာမိုးတွေတဲထန်စွာရွာသွန်းစေခဲ့ပါတယ်အဲ့ဒါကြောင့်မို့လဲထိုင်းနိုင်ငံရဲ့ကြောက်ဖျားမြစ်ဟာတော့စက်တင်ဘာလ30ရက်နေ့မှာဘန်ကောက်မြို့စွန်မှာရှိတဲ့ဒေသတွေကိုအစရေလွှမ်းမိုးမှုစတင်ခဲ့ပါတယ်အော်တိုဘာလ9ရက်နေ့မှာတော့ဝန်ကြီးချုပ်ယင်းလတ်ကအရေးပေါ်ကူညီရေးစင်တာကိုသူမကိုယ်တိုင်ဦးဆောင်ကစတင်ဖွဲ့စည်းခဲ့ပါတယ်အော်တိုဘာ23ရက်နေ့မှာတော့ဘန်ကောက်မြို့တော်ဝင်ကလက်ရှိကျွန်တော်တို့ဒွန်မောင်းလေဆိပ်တွေလက်စီနဲ့ဘန်ခဲဘန်ဆးနဲ့တိုက်မိုင်စတဲ့ဘန်ကောက်မြို့ရဲ့နေရာကြီး6ခုကိုရေလွှမ်းမိုးနိုင်ကြောင်းတတိပေးအမိန့်စာထုတ်ခဲ့ရပါတယ်ဘန်ကောက်ထဲကမြို့နယ်တွေရပ်ကွက်တွေမှာရှိတဲ့ပြည်သူတွေကိုပစ္စည်းတွေမြင့်ရမှာထားဖို့နဲ့ရေးပေါ်ပစ္စည်းတွေကြိုတင်စုဆောင်းပြင်ဆင်ထားကြဖို့တတိပေးခဲ့ပါတယ်ဘန်ကောက်မြို့ရဲ့ဒွန်မောင်းလေဆိပ်ကြီးမှာရေတွေလွှမ်းပြီးလေရင်တွေရေနစ်ခဲ့တဲ့ပုံရိပ်ဟာကဘာတဝမ်းမှာဟိုဒီပြန့်နှံ့သွားခဲ့ပါတယ်ဘန်ကောက်မြို့တွင်းကိုရေမဝင်အောင်1.6 တန်အလေးချိန်ရှိတဲ့ Big Bag လို့ခေါ်တဲ့သဲအိတ်ကြီးတွေနဲ့6ကီလိုမီတာကျော်တဲ့ရေတတိုင်းကြီးကိုပတ်ပြီးတော့ဘန်ကောက်မြို့ကိုပတ်ပြီးတော့ရေဒါလန်ကြီးတွေတိစောက်ခဲ့ကြရပါတယ်ဒီရေဘဲတန်းကြောင့်လူပေါင်း7.8 တန်းဒုက္ခရောက်ရှိခဲ့ပါတယ်စုစုပေါင်းအသက်ဆုံးရှုံးသူပေါင်း658ယောက်ရှိခဲ့ပါတယ်စက်မှုစုံ9ခုနဲ့စက်ရုံပေါင်း838ရုံရေမြုပ်ခဲ့ပြီးဒီပေါ်ရေထိခိုက်မှုပမာဏဟာ1.44 trillion အထိရှိခဲ့ပါတယ်ဖြစ်ရဟာလွန်ခဲ့တဲ့နှစ်80ကာလပတ်အတွင်းမှာထိုင်းနိုင်ငံရဲ့ဆိုးရွားဆုံးရေဘေးဖြစ်ခဲ့ပြီးအခုထိလူတွေရဲ့ရင်ထဲမှာအမာရွတ်တစ်ခုအဖြစ်ကျန်ရှိနေခဲ့ပါတယ်အဲဒီတော့ထိုင်းနိုင်ငံဟာဆိုရင်ဒါဆန္ဒကြွယ်ဝတဲ့နိုင်ငံမို့လို့ဒီတဘာဝရဲ့ပြစ်ဒဏ်တွေကိုခံခဲ့ရပြီးပြန်လည်ထူထောင်နိုင်ခဲ့တာပါကျွန်တော်တို့မြန်မာနိုင်ငံအတွက်တော့ကျွန်တော်အထူးမပြောလို့ပါဘူးအားလုံးသိပြီးသားဖြစ်ကြမှာပါအားလုံးလည်းရင်ထဲမှာသိနေကြပါတယ်